ပေးမင်္ဂလာပါဒီညကျတော့ပေါ့နော်ခုနမိတ်ဆက်ပေးစရာလေးရှိရပေါ့နော်အဲ့ဒါလေးကတော့ဒီရဲ့ collagen လေးပဲဖြစ်ပါတယ်ပေါ့နော်သူကကျတော့ဒီလိုမျိုးပေါ့နော်ဖေးတော့ဟိုသူကကျဒီလိုမျိုးလေးပေါ့နော်ဒါကကျတော့တရုတ်နိုင်ငံကထုတ်လုပ်တာပေါ့နော်ဆိုတော့သူကကျတော့ collagen ကပေါ့နော်ဒီလိုမျိုးလိမ္မော်ဒီရတာရှိမယ်ဒီရဲ့တရက်ဒီရတာရှိမယ်ပေါ့နော်မှပါနှစ်မျိုးရှိမယ်ပေါ့နော်ပြီးရင်တော့ပေါ့နော်ဒီလိုမျိုးဟာလေးရှိပါမယ်ဆိုတော့သူကပေါ့နော်ဂျယ်လီလေးအတိုင်းပါပဲစားပြတ်ပါမယ်တထုပ်ပေါ့နော်သူကနေ့တိုင်းတထုပ်စားရတယ်ပေါ့နော်သူကဘာအသက်ကောင်းလဲဆိုလို့ရှိရင်မျက်နှာပေါ့နော်မျက်နှာအသက်ကောင်းပါရှင်မျက်နှာကြည်တောက်တယ်ပေါ့နော်ဒီမှာဖောက်နေပါတယ်သူကအထဲမှာဆိုရင်ဂျယ်လီလေးအတိုင်းပဲပေါ့နော်ပြပေးပါမယ်ပါမြင်ရလားတော့မသိဘူးဒီလိုမျိုးဂျယ်လီပေါ့နော်အဲ့ဒါကိုစားပြရတာပေါ့နော်သူကဘာအရသာမှအောင်မရှိဘူးပေါ့နော် collagen ဆိုတော့လေခါ